မင်းတို့လင်လာယူရကိစ္စမလင်လာယူရကိစ္စကိုခဏထားပါဦးဒီကလေးတာနဲ့လေသူကတအားလိုက်တယ်သူကမချစ်တဲ့သူပေါ့နော်အမချစ်တဲ့သူဆိုအမချွဲရတာလေအမအဲ့လိုမျိုးတွေဝါသနာပါတယ်တဲမွေးနေ့မွေးနေ့အထောင်ကိုတွားပြီးတော့အရင်ဦးဆုံးဖျားဖန်လုပ်ပေးရမယ်နော်တကောတက်ကောမင်းကလုံးဝမချစ်လို့ရင်တော့အခုလည်းချစ်မှာပြင်မအရန်ချစ်တတ်တာဒီထဲမှာတော့အဲ့ချစ်တတ်တာမနဲ့မျိုးသိထားရတာပေါ့အာမရဲ့ဟောတကယ်ချစ်တယ်ပါလေဟုတ်ရုံကြည့်ရလို့ချစ်တယ်ပဲရုံပါပေါ့သူကြည့်ရောဟာဒီတော့အဲ့လိုရုံကြီးနေဆိုဘယ်လိုလဲသူချစ်တတ်တယ်ဆိုဘလို့ချစ်လို့မသိဘူးတုံးသားညီမဆိုရင်တော့နောက်ဆုံးမိမ့်မဟုတ်ပေါ့ဒါပေါ့နော်ဒီလိုပဲပြရမှာဟုတ်တယ်ဟုတ်ပါလေ။ဘာပြောကိုဘွားကိုအေဂျင့်မှုပေးတဲ့မိမမျိုးတော့ပိုချစ်တာပေါ့နော်။ဒီကားထဲမှာပါတဲ့မင်းသမီးတွေအကုန်လုံးကကျွန်တော်ဝိုင်းချစ်ကြတာဆိုတော့ပျော်တာပေါ့နော်။စသဘောရပါ။ဟာအပြစ်မှာမချစ်တတ်ဘူးပေါ့။ဒါပြောလို့မဖြစ်ဘူး။အဲ့လိုရေလို့ဟုတ်ပါဘူးချစ်ဆိုတာတော့နောက်ဦးတစ်ဖက်ချစ်မှပိုကောင်းတာပါ။ဒီကားထဲမှာကျတော့ကိုကတစ်ဖက်သက်ကြည့်ပဲသူ့ကိုချစ်ရတာဆိုတော့လေ။ကိုပင်မန်းနေပေါ့နော်ဇက်ရုပ်ကအလိုအရန်ပူလာပါကျွန်တော်ကတော့ကို level ဘယ်လောက်ရောက်လာပြီလဲဆိုတာကိုကျွန်တော်မရှင်းပါဘူးပြည့်တက်ထားတဲ့နေရာမှာပဲနေတာပါအဓိကကျွန်တော်ချစ်တဲ့လူပညာကိုကျွန်တော်ချစ်တဲ့လူပညာရှင်တွေနဲ့အတူတူဖန်တီးဝေးရနေကိုပျော်ပါတယ်ခင်ဗျအဲ့လိုမျိုးဖန်တီးနေရတဲ့အတွက်ကြောင့်မို့လဲစိတ်ပင်ပန်းနဲ့လို့လည်းမခံရဘူးပြီးတော့အရင်စူးစမ်းနေတယ်လို့မခံရအောင်ပုံမှန်လေးပဲကျွန်တော်သွားနေရပါဗျမင်းမှာချစ်တတ်တဲ့အသေးနှလုံးမှာမရှိတာအချစ်ဆိုတော့မင်းဘယ်ခံစားတတ်ပါမလဲမင်းမချစ်ဘူးဆိုရင်တော့ငါမင်းကိုတစ်လုံးခွာမပေးဘူးဇာကားနဲ့3နာရီပေါ့နော်3နာရီဆိုတာကတိတယ်နား3နာရီမှဆက်လို့ရတယ်ဒါပေမဲ့ဒီညချင်းတွေလည်းရှိရပေါ့နော်ဒီကားမှာကသူနဲ့အမားနဲ့ဆိုရင်အမားကလည်းကိုလိုလိုက်တယ်သူ့ကိုချစ်တယ်သူ့ကိုပတ်တယ်လို့ချစ်တယ်သူ့ကိုကောင်းစေချင်တယ်ဒါပေမဲ့သူကကြတော့သူ့သမီးလေးချောင်းတာအမားကိုလက်ခံနေတာပေါ့နော်ဒီအမားကိုချစ်ဘူးဒါပေမဲ့နောက်ဆုံးမှာချီးဆိုတာပေါ့နော်နောက်ဆုံးမှာထုံးစံအတိုင်းပေါ့မြစ်တာပေးမြစ်တာရတယ်စေတနာပေးစေတနာရတယ်ဒီလိုစိတ်လေးနဲ့ပဲကိုပေးတဲ့အချစ်တွေကိုပေးတဲ့မြစ်တာတွေကမှန်ကန်တဲ့အတွက်သူလည်းတကယ်ကိုယ့်ပုံချစ်သွားတယ်ပေါ့နော်ဒီမှာလည်းချစ်တယ်ဟမ်ဒီမှာလည်းရမ်းချစ်တယ်လားချစ်တယ်ပါလေဟုတ်တယ်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 လေဟုတ်တယ်ဆက်တည်ရဲ့နှလုံးသားဆက်တည်ရဲ့နှလုံးသားလေကျွန်တော်တို့ဗုဒ္ဓဘာသာမှာတော့မေတ္တာလက်နက်ကမြတ်ဆုံးနဲ့အထက်ဆုံးပဲဘူးအဲ့တော့မေတ္တာပေးမေတ္တာပြန်ရတာပါပဲဒီကားထဲမှာလည်းအဲ့လိုပါပဲအပြင်မှာလည်းကျွန်တော်မေတ္တာပေးတဲ့သူမှန်သမျှအားလုံးကိုကျွန်တော်ပြန်ပြီးတော့ချစ်ပါတယ်ကျွန်တော်တို့မေတ္တာတကယ်သာမှန်တယ်ဆိုလို့ရှိရင်မဖြစ်နိုင်တဲ့အရာဘာမှမရှိပါဘူးဒါကြောင့်မို့လဲတကယ်အိမ်အောင်တွေဘာပေါ့နော်မိုးဆိုးမတွေဆိုတာရှိပါတယ်သူတို့တွေလည်းလူမျိုးတွေရသွားတယ်ဆိုတော့သူတို့မေတ္တာစင်မေတ္တာမှန်နေပေးလို့ရသွားတာပါမေတ္တာသာတကယ်မှန်ရင်ရပါတယ်အရာအားလုံးဖြစ်နိုင်ပါတယ်မျိုးသမီးတွေကတော့များသောအားဖြင့်ပေးဆက်တာပေါ့နော်ပေးဆက်ပြီးချစ်တာများပါတယ်ကိုချစ်ပြီးကိုယောက်ျားအပေါ်မှာဟုတ်ပါတယ်အတက်နိုင်ဆုံးတော့အားလုံးကပေးဆက်ပြီးချစ်ကြတာပဲလေဒါကရုပ်တော်များများပေါ့နော်အဲ့မဲ့ပေးဆက်တိုင်းလေတချို့တွေကအဲ့ဒီပေးဆက်မှုတန်ဖိုးမထားတာတွေလည်းရှိတယ်အဲ့ကြရင်တော့အဆင်မပြေတာတွေဖြစ်လာတယ်တော့ပေးဆက်ပြီးချစ်တိုင်းလေငဲလားဆိုတော့ငဲပါဘူးနော်ရေးဆက်ပါပဲမနော်ခါကြတော့လေရေးဆက်ပါဘာလို့ဒါပါတာရေးဆက်ပေါ့နော်ရေးဆက်ပုံတောင်းတဲ့ကြောက်လောက်ချစ်ချင်တော့လေဖြစ်တော့ဖြစ်သွားတာလူရုံပါမင်းတို့လင်လာယူရကိစ္စမလင်လာယူရကိစ္စကိုခဏထားပါဦးဒါတော့ပမာချိုပဲအဓိကညည်းစရာမလိုပါဘူးအားလုံးက professional တွေဆိုတော့ကိုယ့်အလုပ်ကိုယ်လုပ်သူ့အလုပ်သူ့လုပ်ပေါ့နော်ပြီးတော့ဒီကားမှာမင်းသမီးနဲ့လက်ကလည်းမစုံပြစ်လိုက်ဘူးမင်းသမီးရဲ့တက်လက်ပြီးမှတက်လက်ပေါ်တာဟုတ်ပြီးတော့မင်းသမီးတွေကတကယ်ကို professional တွေသူတပြင်းအမဆိုလို့ရှိရင်သူလုပ်ရမယ့်တာဝန်ကိုလေအရန်ကိုဘာ pressure မှမရှိဘူးကျွန်တော်တို့လည်းဘာအပူပင်းမှမပေးဘဲနဲ့ပျော်ပျော်ရွှင်ရွှင်လုပ်သွားတာအရန်ပျော်ရတယ်အမနဲ့လက်တွဲပြီးလုပ်ရတာအမကဘဝမှာဖြစ်ချင်တဲ့အများဆုံးရိုက်ခဲ့ရတယ်ပေါ့နော်ဒါဆိုလဲအမရိုက်တဲ့ကမှသူဒီလဲအမအတွက်ဆိုရင်အစ်စ်ပေါ့နော်ဒါပေမဲ့ဒီလိုလွယ်လေပြောတာကိုနားထောင်နေတယ်ကြောက်နဲ့ကြောက် respect ရှိရပေါ့နော်အောင်လေးဒါကတော့ဒီလိုလေးဖြစ်တဲ့
အမတော့ဒီလိုလေးလုပ်တင်တယ်အဓိကတော့ဒီကားထဲမှာအမသူ့အရန်ချရတဲ့အခန်းကြီးပါတယ်ပေါ့နော်ပါတဲ့အတွက်တစ်ခါတလေကြာရင်သူကအစ်စ်ဖြစ်နေတဲ့အတွက်အမကိုရှိန်နေမှာဆိုရတယ်အဲ့လိုဟာမျိုးတွေဆိုရင်တကယ်စဝင်ခံရဆိုရင်အပိကမှာဆိုလို့ပေါ့နော်အဲ့ဒီမှာဒီနေ့ကမှလည်းမရဆိုအမကလည်းသူ့တစ်ဖက်ကချရတယ်ညာအိတ်ကိုပေါ်တဲ့အချိန်မှာလည်းသူကချမ်းခတ်မှာတော့အိတ်တယ်အမကဒီနေ့အိတ်ချင်နေပြတ်မလားအဲ့တော့သူ့ဘက်ကလည်းဒီမိမကြီးကဒီအိတ်ချင်တာတစ်ခုကိုပဲအရန်တောင်းတနေသလားဆိုတဲ့စိတ်မျိုးနဲ့သူကဟုတ်ပြီကျွန်တော်ခင်ဗျားနဲ့အိတ်လဲလို့ပြောခဲ့ပြီနဲ့အမဘက်ကအိတ်ချင်မှာဝမ်းမသာဘူးငါအိတ်ချင်တာတစ်ခုလည်းမဟုတ်ဘူးပေါ့နော်ငါနေကိုချစ်တာနေနဲ့အတူတူနေချင်တာဆိုအဲ့ဒီဟာတွေကိုပြီးပြောင်းပြဖို့ဆိုတာကအမတို့ကတယောက်နဲ့တယောက်အရန်ရင်းနှီးနေတော့အကြောင်းပုံပေါ့နော်မရင်းနှီးတဲ့အတွက်သူ့မတအားပြောရတယ်ကြလားမောင်လေးအမပခုံးကနေဒီလိုဖက်ချင်တယ်နော်နောက်ကနေမောင်လေးကလက်ခတ်ပြီးအမနောက်ကနေတိုင်းဖက်ချင်တယ်နော်အဲ့လိုမျိုးလေးတွေပေါ့နော်အမကသူ့အတွက်ကတော့တွေ့တယ်ဘာလို့ဆိုတော့သူကစိတ်ကားဖြစ်ရမှာအမအတွက်ကကြတော့ရမ်းချစ်ရမှာဖြစ်တဲ့အတွက်ကိုယ့်ရဲ့ item တွေကအရန်ချစ်ရတဲ့ item ဖြစ်မှာဆိုတော့သူ့ကိုပဲအကူအညီတောင်းရတာပေါ့နော်ကိုလှုပ်ချင်တာတွေလှုပ်ဖို့အတွက်သူ့ပြန်အကူအညီတောင်းရတာဟောလေးအမကဒါလေးတော့လုပ်ပြီးတော့ဒါလေးတော့ကူညီတော့ဒါလိုလေးဆိုရင်သူကလည်းအတိုင်းဆုံးအမဖြစ်ချင်တာပေါ့သူအများနဲ့လိုက်ပြောပြီးရှက်တာပါတည်တယ်သူရှက်နေတယ်ဂရင်မော်ကနေပြီးတော့မှအမကိုနမ်းတဲ့ခံဆိုဘာပြောရှက်လဲရှက်တာပေါ့နော်ရင်လဲခုန်တာပေါ့နော်ရင်ခုန်တယ်ဆိုတာကိုရမ်းကြက်ခဲ့ရတဲ့လူပညာရှင်ကိုအဲ့တော့အနိကကြီးဒီလိုမျိုးရိုက်တဲ့ခံတော့တကယ်စိတ်ထဲမှာစိတ်လှုပ်ရှားပါတယ်ဒါပေမဲ့အနုပညာရဲ့မော်ဆန်းအားလို့ပဲပြောရမှာပေါ့အဲ့ဒီကားထဲမှာကျွန်တော် step by step သွားတာအစောပိုင်းမှာမချစ်ဘူးတန်တရားတွေပဲရှိနေတယ်နောက်ပိုင်းမှာချစ်လာတယ်နောက်ပိုင်းဇက်သိန်းနဲ့ဒီမှာအရန်ချစ်သွားတယ်ဆိုတဲ့အတိုင်းတကယ်ကိုခံစားလို့ကောင်းပါတယ်အဲ့ဒါလည်းအမရဲ့အနုပညာစွမ်းရည်နဲ့ဆွဲခေါ်သွားတာပေါ့မကဲစီကဘယ်လောက်ထိထွက်ပြေးခဲ့လဲထွက်ပြေးရလောက်တိတော့မဟုတ်ပါဘူးဒီလောက်လာတယ်မိမနာဘာလို့ထွက်ပြေးမှာလဲတခါတည်းတော့အဲ့တော့မနော်1 1ပြောရနော်အဲ့လိုမျိုးဟိုရက်ချက်တွေပါတော့အမလည်းငကိုရီးယားရိုက်ရတယ်တိတ်အဆင်မပြေမှန်တယ်အမရဲ့လောက်သက်မှာအမတစ်ခါတော့အဲ့လိုကျော်3ခါပေါ့တိတ်တတိလောက်တော့အမရိုက်ချင်တယ်ဒါပေမဲ့အမကဘယ်လိုလူစားဖြစ်လဲဆိုတော့အမထက်ကရိုက်ရင်ကြာလာတယ်အဲ့ဒီကအမရဲ့စကီးမှာတစ်ခါပဲလုပ်နေ first ကအရန်ကောင်းတယ်ဆိုတဲ့ဟာမျိုးရင်းနဲ့တွေးထားတဲ့အတွက်ပထမဆုံးလုပ်ပြီးတော့ဒုတိယတစ်ခါပြန်ရိုက်နည်းနည်းရောတတိယပြန်ရောနောက်ဆိုလုံးဝမရိုက်ချင်တော့ခါကြဟိုတိတ်ကိုယ်တွေဖိုက်ပြီးဆိုတော့ခဏကိုနားပြစ်လိုက်ရတယ်အဆင်မပြေဘူးเนาะဒီဟာလဲအမတို့ဟို heavy sin တွေများတယ်တိတ်ဝမ်းတော့မရှိခဲ့ဘူးเนาะဟုတ်တယ်မဟုတ်တယ်1 1 cut တွေကြီးပဲကျွန်တော်တို့မော်နမနေအောင် heavy sin တွေများတယ်ဒါပေမဲ့1 1 cut တွေပဲဖြစ်သွားကြတယ်အကုန်လုံးလေလိုချင်တာရောက်သွားတာပေါ့เนาะအဲ့လိုဒီ character နဲ့လေသူကတအားလိုက်တယ်သူကမချစ်တဲ့သူပေါ့နော်အမချစ်တဲ့သူဆိုအမချွဲရတာလေအမအဲ့လိုမျိုးတွေဝါသနာပါတယ်အဲ့လိုမျိုးပေါ့နော်ပို့ပြီးပြတာပေါ့နော်သူကပို့စိမ့်ကားလေသူကမူကဘာမှမပါဘူးအမပို့ပြီးတော့လှုပ်လို့ကောင်းတယ်ဟိုလောက်ရတာအဆင်ပြေတယ်လှုပ်လို့ကောင်းတဲ့ idea ကြတော့လေဟုတ်တယ်ချစ်တယ်ကျွန်တော်ကလားအပြင်မှာအရင်ချစ်တတ်တာဒီထဲမှာတော့အဲ့ချစ်တတ်တာမနဲ့မျိုးသိထားရတာပေါ့အာမရဲ့ဟောတကယ်ချစ်တယ်ပါလေဟုတ်ရှုံကြည့်ရလို့ချစ်တယ်ပဲရုံပါပေါ့ပြောလည်းမကောင်းဘူးเนาะစကတ်တဲ့သူတွေဆိုတာကပြောကောင်းကြတယ်လေတော်ကီနဲ့အရင်စတာပေါ့နော်ပြန်လာတော်ကီလေးပွားသူချစ်တတ်တာပဲသူကြည့်ရောဟာဟီးတော့အဲ့လိုရိုးကြီးနေဆိုဘယ်လိုလဲသူချစ်တတ်တယ်ဆိုဘယ်လိုချစ်လို့မသိဘူးကြည့်လာကြဟုတ်ပြောအဲ့တော့ဟုတ်မှာပေါ့နော်ဒါပေမဲ့ကျွန်တော်ချစ်တတ်တာကျွန်တော်သိတယ်ကျွန်တော်အဲ့လိုဒစိမ့်စိမ့်ကြည့်ပြီးချစ်နေရတာပိုကြိုက်တာပေါ့နော်အပြောတော့မချွဲဖိုးကဟုတ်တယ်အပြောတော့တကယ်မချွဲပါဘူးပါတယ်စကားလေးကတော့အရန်ကောင်းတယ်အမလေးကြိုက်တယ်။ဟောပရိသတ်တွေလည်းကြိုက်နေလို့ထင်ပါတယ်။ဒီကားလေးလိုက်အားပေးကြပါဦး။ဟုတ်ကဲ့ပါကျွန်တော်တို့စူးစမ်းထားတဲ့ကားလေးပါပရိသတ်တွေအတွက်ကြည့်ပြီးလို့ရှိရင်သင်ခန်းစာနဲ့အတူရတာတွေအများကြီးကြံခဲ့မဲ့ကားလေးမလို့အားပေးပါဦးလို့ပြောချင်ပါတယ်ဗျာ။ကျေးဇူးအများကြီးတင်ပါတယ်။ဟုတ်